နောက်ကမြင်ရပြီလားခင်ဗျာဘေးတွေမြင်ရလားကိုချရတဲ့သူတွေ့ပြီးသားပါကျွန်တော်ပလီပလာစပြောပါမယ်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာအခုလိုပထမညမှာကြောရှူစာအားပေးကြတဲ့အောင်စမှုသမီးကိုချစ်ကြတဲ့မိသားစုများအားလုံးစိတ်ဓာတ်ဒုက္ခကာယဒုက္ခနှပြသောဒုက္ခနဲ့ပြည့်စုံပါစေလို့တောင်းဆိုမြတ်တာများပြုတာအပ်ပါတယ်ခင်ဗျာဇီးရိုက်တင်ပါတယ်မင်္ဂလာပါပကောမင်္ဂလာပါပကောကျေးဇူးများကြီးတင်ပါတယ်လာပါမေမေပြပြခေါ်ပါတော်လာခဲ့ပါဦးအော်ဖအန်ကရောက်ဒီကရန်ကုန်ကတိုင်ဦးကမုံပြည်နယ်ကဘဘူကစုပြီးပါမယ်ကြာဖအန်ကတရမလေးမဆုံးမှုလောဖို့အချာကျိုက်တော့မလို့နဲ့ဂျိတ်တွေနဲ့လက်တွေကိုထိုးနေတာလောဖို့အချာရေးလောဖို့အချာဆိုတော့သူကပျော်သွားတာထိုးနေတယ်不见你。ရေစက်ရန်ကုန်နဲ့ဖအံပဲခူးမှာရေစက်ဆိုတာကျေးဇူးများတင်ပါတယ်မေဒီလိုပဲမေတရားအထုတ်တာကျွန်တော်မြဲတမ်းမြင်ကြပါတယ်စုကြတာသူကကြနေကြလို့တိပဲကျူးစီထိုးနေတာကျေးဇူးများရှင်ဟုတ်ကဲ့မကျေးဇူးများတင်